ကယ်တော့လူလောကရဲ့တမက်စရာပစ္စည်းတွေနဲ့တဲ့စနိုင်မှုဟာလူအသက်ကိုမကယ်နိုင်ဘူးအကျဉ်သူပေါ်လိုက်ရှောက်တဲ့အသက်လမ်းသာရှာခဲ့တော့ခရစ်တော်တပံမကြွရောက်သေးခင်မှာတချောင်းတွေယနေ့တိုင်းယုံကန်လှရှားတယ်ကြော်လွန်ခဲ့တဲ့နောက်ရကလေးတွေအိမ်မက်ပမာအရာမတင်ခဲ့တစ်ချိန်ချိန်မှအမျက်နှိုးစိုးအသက်စီမိစားကုန်သွားရဲ့တမလုံးမဘယ်လိုဘဝမျိုးရောက်မှလဲပစ္စည်းတွေနဲ့တဲ့စနိုင်ဘူးဟာလူအသက်ကိုမကယ်နိုင်ဘူးအကျဉ်သူပေါ်လိုက်ရှောက်တဲ့အသက်လမ်းသာရှာခဲ့တော့ခရစ်တော်တပံမကြွရောက်သေးခင်မှာယုံသူတွေတကားပွင့်စေတို့ဝင်ခွင့်ရှိသေးတယ်ကိုရောဖယားရောက်လာခဲ့ရင်အခွင့်ရရမလွယ်တော့ဘူးမရေရတဲ့လူဘဝရဲ့စီရင်တိုင်းသာဆက်မျောရင်မဆန်နိုင်ဆုံးဘယ်လိုဘဝမျိုးရောက်မှလဲပစ္စည်းတွေနဲ့တဲ့စနိုင်မှုဟာလူအသက်ကိုမကယ်နိုင်ဘူးအကျဉ်သူပေါ်လိုက်ရှောက်တဲ့အသက်လမ်းသာရှာခဲ့တော့ခရစ်တော်တပံမကြွရောက်သေးခင်မှာတကယ်တော့လူလောကရဲ့တမက်စရာပစ္စည်းတွေစနိုင်မှုဟာလူအသက်ကိုမကယ်နိုင်ဘူးအကျဉ်သူပေါ်လိုက်ရှောက်တဲ့အသက်လမ်းသာရှာခဲ့တော့ခရစ်တော်တပံမကြွရောက်သေးခင်မှာမိတ်ဆွေခရစ်တော်တပံမကြွရောက်သေးခင်မှာY'all still blessing on you, Bazi.